အိမ်အောင်ပြုဖို့ဖိအားပေးခံနေရလို့စိတ်ဖိစီးနေတဲ့ CEO ဟာစိန်လက်စွပ်တကွင်းကိုလွှင့်ပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလက်စွပ်ကယူးကြောင်ကြောင်မိန်းကလေးတစ်ယောက်ရဲ့လက်ထဲကိုရောက်သွားခဲ့တယ်။ပြီးတော့ CEO ကသူ့ကားနဲ့ထွက်ခွာခါနီးချိန်မှာပဲအဲ့ဒီမိန်းကလေးကကားရှိတဲ့ကိုရုတ်တရက်ပိတ်ရက်လိုက်ပါတယ်။အစပိုင်းမှာတော့ CEO ကဒေါသထွက်ဖို့လုပ်ခဲ့ပေမဲ့နောက်မှအဲ့ဒီမိန်းကလေးကလက်စွပ်ကိုလာပြန်ပေးတာဆိုတာသတိထားမိသွားတယ်။ဒါနဲ့ပဲသူ့ရဲ့နှလုံးသားဟာချက်ချင်းပဲပျော့ပြောင်းသွားခဲ့ရပါတယ်။အဲ့ဒီမိန်းကလေးကအသက်6နှစ်9နှစ်အရွယ်ကလေးတစ်ယောက်လိုတွေးခေါ်ပြုမှုတတ်တာကိုလည်းသူသတိပြုမိသွားတယ်။ဒါကြောင့်အိမ်အောင်ရေးဖိအားကနေရုံထွက်ဖို့အတွက်သူကအဲ့ဒီမိန်းကလေးကိုနဲ့လက်ထပ်မလားမင်းစားခြင်းနဲ့အရသာရှိတဲ့မုံတွေအများကြီးပေးမယ်လို့ပြောလိုက်ပါတယ်။မိန်းကလေးကလည်းဘာမှမစင်စားပဲချက်ချင်းပဲသဘောတူလိုက်တာပေါ့။အဲ့ဒီနောက်မှာတော့ CEO ကသူ့ရဲ့လက်ထောက်ကိုဆေးလွတ်ပြီးအဲ့ဒီမိန်းကလေးကိုဆေးစစ်ဖို့ဆေးရုံကိုခေါ်သွားခိုင်းပါတယ်။ဆေးစစ်ချက်ရလက်တွေအရသူမဟာတစ်ချိန်ကခေါင်းမှာဒဏ်ရာရခဲ့ပြီးအဲ့ဒီဒဏ်ရာကြောင့်မှတ်ဉာဏ်နဲ့နားလေသဘောပေါက်မှုကအချိန်တိုင်းတာတစ်ခုအထိအားနည်းသွားခဲ့တာဖြစ်ကြောင်းဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူမရဲ့မှတ်ဉာဏ်တွေပြန်ရလာနိုင်ကြောင်းသိလိုက်ရပါတယ်။ CEO ကသူမကိုနာမည်အသစ်တစ်ခုပေးလိုက်ပြီးအဲ့ဒီနေ့ကစလို့သူတို့နှစ်ယောက်အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူတို့လက်ထက်တဲ့သတင်းကမိထွေးဖြစ်သူစီရောက်သွားခဲ့တယ်။မိထွေးကအဲ့ဒီမိန်းကလေးကိုစမ်းသပ်ဖို့အတွက်ငွေအမြောက်များကိုထုတ်ပြပြီးငါ့ကို3ကြိမ်ဥချရင်ဒီပတ်စံနဲ့တကြားလုံးတွေပေးမယ်လို့ပြောပါတယ်။တကြားလုံးဆိုတဲ့စကားလုံးကိုကြားလိုက်ုံနဲ့အဲ့ဒီမိန်းကလေးဟာအယမ်းစိတ်လှုပ်ရှားသွားပြီးရိုးရိုးသားသားပဲကျမ်းပြင်ပေါ်မှာထိုင်ချလိုက်ကအဖွာဒါသမီးရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းမှာအဖွာရဲ့ဝိညာဉ်အေးချမ်းပါစေလို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့မိထွေးဟာဒေါသပေါက်ကွဲသွားပြီးမိန်းကလေးကိုအော်ဟစ်ဆဲဆိုပါတော့တယ်။ဒါပေမဲ့မိန်းကလေးကတော့အကြောက်လန့်မရှိပဲငွေကိုပဲတောင်းပြီးလူချမ်းသာတွေလိန်ပြောရင်ဗိုက်ကြီးဖောင်းလာတတ်တယ်ပတ်စံပေးလို့ပြန်ပြောလိုက်ပါတယ်။ဒါကိုကြားတော့မိထွေးခန့်များသွေးတိုးတက်သွားပြီးပတ်စံကိုပစ်ချကချက်ချင်းပဲဒေါသတကြီးထွက်ခွာသွားပါတော့တယ်။ဒါကိုကြည့်နေတဲ့ CEO ကတော့သူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ရင်ထဲမှာအေးချမ်းမှုကိုခံစားလိုက်ရပါတယ်။ဒီအတောအတွင်းမှာပဲ CEO ဟာဝန်ဂရုရဲ့ဥက္ကဋ္ဌဟာလှို့ဝှက်စွာပျောက်ဆုံးနေပြီးအခုအချိန်မှာတော့စိတ်ဆက်ထားသူနဲ့သူမရဲ့ညီမဝမ်းကွဲတို့ကကုမ္ပဏီကိုဦးစီးနေကြတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီစိတ်ဆက်ထားသူရဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာမိန်းကလေးဟာရုတ်တရက်ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကိုခံစားလိုက်ရတယ်ဒါက CEO ကိုပိုပြီးစိတ်ပူသွားစေပေမဲ့ခေတ္တခဏအကြာမှာတော့မိန်းကလေးကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မိထွေးကမိန်းကလေးကိုလိန်ညာပြီးအောင်ပွဲခံပါတီတစ်ခုစီခေါ်သွားခဲ့ပါတယ်။အဲ့ဒီပါတီမှာမိထွေးကအယိုးတစ်ချောင်းကိုလွှင့်ပစ်ပြီးငင်းကိုပါဇက်နဲ့ကိုက်ပြီးပြန်ယူလာဖို့ပြောကမိန်းကလေးကိုနှိမ်ချစော်ကားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကအယိုးကိုကောက်ယူပြီးမိထွေးရဲ့ပါဇက်ထဲကိုအတင်းထိုးထည့်ဖို့စူးစမ်းပါတော့တယ်။မိထွေးကတားဆီးတဲ့အခါမှာတော့အဲ့ဒီအယိုးနဲ့မိထွေးရဲ့ခေါင်းကိုတရက်ဆက်လိုက်ထုပါတော့တယ်။အဲ့ဒီအချိန်မှာပဲ CEO ကလည်းရောက်ရှိလာပြီးဒီမြင်ကွင်းကိုမြင်တော့အားရပါရရဲ့မောပါတော့တယ်